3D animation video တွေလုပ်ပြီးတော့ YouTube နဲ့ TikTok ပေါ်မှာတင်ပြီးတော့ပတ်စံချခြင်းနဲ့ဒါပေမဲ့ဘယ်လိုလုပ်ကလဲဆိုတာကိုမသိသေးဘူးဆိုရင်ဒီဗီဒီယိုကိုအဆုံးထိလိုက်ကြည့်လိုက်ပါပတ်စံနေတပြားမှပေးကြမလို့ပဲနဲ့ creator တွေကို free သုံးလို့ရမှာဖြစ်ပြီးတော့ creator တွေကိုလည်း adjust လုပ်လို့ရမယ်ကိုယ့်အတန်ကိုလည်း decoding လုပ်လို့ရမယ်စတဲ့အချက်တွေလည်းအများကြီးပါဝင်ပါတယ်လုပ်ပုံလုပ်နည်းကိုတေချာရှင်းပြထားတာမို့လို့ဗီဒီယိုကနည်းနည်းရှည်ပါတယ်နမူနာလုပ်ထားတဲ့ဟာလေးကိုကြည့်ပါတိုင်းမတွေ့ကြတော့ကြပြီနေရောကောင်းလားကောင်းပါတယ်ကွာမင်းရောကောင်းပါတယ်အခုရောဘာလုပ်နေလဲကောင်းပါတယ်ကွာဒီရက်ကွက်ကဖြတ်သွားရင်လည်းမရှိရလဲလာခဲ့တာပါပထမဆုံး Play Store ကိုသွားပါမယ် Play Store ရဲ့ search bar ထဲမှာ Protogon ဆိုပြီးတော့ရိုက်ချလိုက်ပါဒီမှာ Protogon Studio ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီ Protogon Studio application ကိုကျွန်တော်တို့ဖုန်းထဲမှာ install ထားလိုက်ပါမယ် install ထားလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ open လို့နှိပ်လိုက်ပါမယ် open လို့နှိပ်လိုက်ရင်ဒီလိုမျိုးစာမျက်နှာပေါ်ပြီးတော့ဒီအောက်မှာကျွန်တော်တို့ဒီမှာ continue ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်ဒီအောက်မှာ create new plot ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီမှာဘာရွေးခိုင်းမလဲဆိုတာကိုအရင်ဆုံးကြည့်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာ set the scene by picture in location ဆိုတာလေးပေါ်တာဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုတစ်ချက်ထောက်လိုက်ပါမယ်ဒီ background ကိုအရင်ဆုံးရွေးခိုင်းတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် background ကိုဒီလိုလေးနှိပ်ပြီးတော့ background ကိုအရင်ဆုံးရွေးလိုက်ပါမယ်ဒီမှာ background တွေမြောက်များစွာရှိပါတယ်ပေါ့နော်ဒီလိုမျိုး background တွေကိုကျွန်တော်တို့ဒီမှာယူသုံးလို့ရမှာဖြစ်ပါတယ်ပေါ့နော် diamond လို့ပေါ်နေတဲ့ဟာလေးကိုကျွန်တော်တို့ဝယ်သုံးရမှာဖြစ်ပါတယ်ပေါ့နော်ဒီ diamond လို့မရှိတဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာသုံးလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တစ်ခုခုကိုဒီမှာနှိပ်လိုက်ပါမယ်ပေါ့နော်ဒီမှာ background ကိုဒီလိုမျိုးနှိပ်လိုက်ရင်ကျွန်တော်ဒီ background ကို down ခိုင်းတာဖြစ်ပါတယ်ပေါ့နော် download ဆွဲခိုင်းတာဖြစ်ပါတယ်ဒါဆိုရင်ဒီလိုမျိုး download ကိုဒီမှာနှိပ်လိုက်ပါမယ်ကျွန်တော်တို့ဒီ background ကို down ပေးမှဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီ background ကို100 ထိပြည့်အောင်ဆောင်းလိုက်ပါဒါဆိုရင် background ကို down ပြီးသွားပြီဆိုရင်ဒီပေါ်မှာ background ပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် background ပေါ်လာပြီဆိုရင်ဒီတုံးကိုနှိပ်လိုက်ပါမယ်ဒီတုံးကိုနှိပ်လိုက်တာနဲ့ဒီလိုမျိုးစာမျက်နှာထပ်ပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ဒီရဲ့ background ပေါ်မှာကျွန်တော်တို့ creator တွေရွေးပြရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာ creator တွေကိုရွေးဖို့ကျွန်တော်ညကိုထောက်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီ background ရဲ့ပေါ်မှာ creator 2ယောက်ထည့်ပေးလို့ရမှာဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ပထမဦးဆုံးကျွန်တော်တို့ add creator 1ဆိုတာလေးကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီလိုမျိုး creator တွေပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီပေါ်မှာကျွန်တော်တို့ဒီမှာ diamond လို့ပြနေတဲ့ဟာလေးကိုကျွန်တော်တို့ဝယ်သုံးရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာ diamond လို့မပြတဲ့ဟာလေးကိုကျွန်တော်တို့ free သုံးလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ free သုံးလို့ရတဲ့ဟာလေးကိုဒီမှာရွေးလိုက်ပါမယ်ဒါလေးကိုဒီမျိုးထောက်လိုက်တာနဲ့ကျွန်တော်ဒီမှာဒီ creator တွေကို down ခိုင်းမှာဖြစ်ပါတယ်ဒါဆိုရင် download ကို button ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီ creator ကို down လိုက်ပါမယ်ဒီလိုမျိုး creator ကို down ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာ screen ပေါ်မှာဒီမှာပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုး creator တစ်ခုရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်တစ်ခုရွေးဖို့ကျွန်တော်ဒီမှာချက်ချစ်ခက်နဲ့ထွက်လိုက်ပါမယ်ချစ်ခက်နဲ့ထွက်ပြီးသွားပြီဆိုရင်နောက်ထပ် creator နံပါတ်2ကိုထည့်ဖို့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ဒီမှာ plus actor ဆိုတာရှိတယ်ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီမျိုးနှိပ်လိုက်ရင်ဒီလိုမျိုးပေါ်လာပြီးတော့ကျွန်တော်တို့ add actor 2ဆိုတာလေးကိုပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ဒီဟာလေးကိုနံပါတ်2ကိုနှိပ်ပါမယ်ဒီလိုမျိုးနှိပ်လိုက်ပြီဆိုရင်ခုန creator နေရာကိုပြန်ရောက်သွားမှာဖြစ်ပါတယ်ဒါဆိုရင်နံပါတ်2နေရာကိုကျွန်တော်ဒီမှာထည့်ပါမယ်ပေါ့နော်ဒီလိုမျိုးထည့်ဖို့အတွက်ကိုကျွန်တော်ဒီကောင်လေးထပ်ပြီးတော့ down အောင်မှာဖြစ်ပါတယ်ဒါဆိုရင် down လိုက်ပါမယ်ဒီလိုမျိုး down ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ creator 2လည်းဒီပေါ်မှာရောက်လာပြီဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် creator 2ယောက်လုံးကိုကျွန်တော်တို့ထည့်ပြီးသွားပြီဆိုရင်ဒီအပေါ်ကချက်စစ်ခက်လေးကိုနှိပ်ပြီးတော့ဒီမှာထွက်လိုက်ပါမယ်ပေါ့နော်ဒီလိုမျိုးထွက်လိုက်ပါဒီမှာ emoji ဆိုတာရှိတယ်ဒီ emoji ကိုနှိပ်လိုက်ပါမယ်ဒီလိုမျိုးနှိပ်လိုက်ပြီဆိုရင်ဒီမှာ creator 1ပေါ့နော်ဘာလို့ရမလဲ creator 2ကဘာလို့ရမလဲဆိုတာလေးကိုဒီမှာကျွန်တော်ဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင် mind blowing ပေါ့နော်အဲ့လိုမျိုးလေးဒီမှာဒေါသထွက်နေတဲ့ပုံတို့ဒီမှာပျော်နေတဲ့ပုံတို့အဲ့လိုမျိုးလေးဒီမှာဟန်ဆောင်ပြမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးဟာတွေကိုဒီမှာ creator 1မှာရွေးပြပြီးဆိုရင် number 2နေရာမှာဘယ်လိုမျိုးဖြစ်ချင်လဲဆိုတာလေးကိုဒီမှာဒီလိုမျိုးတွေဒီမှာရွေးလို့ရမှာဖြစ်ပါတယ်ပေါ့အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်အဲ့ဘေးမှာကင်မရာဆိုတာရှိတယ်ပေါ့နော်ဒီကင်မရာကိုထောက်လိုက်ပါမယ်ဒီမှာကင်မရာကိုထောက်လိုက်ပြီဆိုရင်ဒီကင်မရာကဒီမှာကျွန်တော်တို့ဒီမှာအနီးကပ်လားအဝေးလားဆိုတာလေးကိုဒီမှာကျွန်တော်တို့ဒီမှာလောက်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးအနီးကပ်ဆိုရင်ပို့ပြီးအဆင်ပြေတာပေါ့နော်ကင်မရာချိန်ပြီးသွားပြီဆိုရင်ဒီချက်ချစ်ခက်နဲ့ထွက်လိုက်ပါမယ်ဒီမှာ filter ဆိုတာရှိတယ်ပေါ့နော်ဒီ filter ကိုတစ်ချက်နှိပ်လိုက်ပါမယ် filter ကိုနှိပ်ပြီးဒီမှာ filter တွေဒီမှာပြောင်းလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါကိုကြိုက်နှစ်သက်ရာ filter တွေကိုလည်းဒီမှာပြောင်းလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် filter ရွေးပြီးသွားပြီဆိုရင်ချက်ချစ်ခက်နဲ့ထွက်လိုက်ပါ
အထောက်ပြပါပြီဆိုရင်ကျွန်တော်တို့ဒီမှာ filter ရဲ့အောက်မှာကျွန်တော် fill ဆိုတာရှိတယ်ပေါ့နော်ဒီ fill ကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာဗာရွေးလို့ရလဲဆိုရင်ကျွန်တော်တို့ဒီမှာ short video လားဒါမှမဟုတ်ကျွန်တော်တို့အရှိ video ဒီလားဆိုတာလေးကိုဒီမှာရွေးလို့ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ medium size လေးပဲရွေးလိုက်ပါမယ်ပေါ့နော်ရွေးပြီးတဲ့နဲ့ကျွန်တော်တို့ဒီမှာတက်စစ်ခတ်နဲ့ထွက်လိုက်ပါမယ်အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်ဒီမှာ FOV ဆိုတာရှိတယ်ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပေါ့နော်ဘာလို့ရမလဲဆိုရင်ကျွန်တော်ဒီမှာအနီးဝေးဆွဲလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဆိုရင်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာချက်စစ်ခတ်နဲ့ထွက်လိုက်ပါမယ်အဲ့ဒါပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ diamond ပြထားတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ဓာတ်ပုံထည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးဓာတ်ပုံထည့်မယ်ဆိုရင်ကျွန်တော်တို့ပတ်စံပေးရပါလိမ့်မယ်လောစိတ်ကျွန်တော်တို့ကဖေးသုံးမှမလို့ဒီဟာလေးကိုမသုံးတော့ပါဘူးအဲ့ဒါပြီးတာနဲ့ကျွန်တော်ဒီမှာ plus ကိုနှိပ်ပါမယ်ဒီပထမဦးဆုံးဆင့်ဆိုတာလေးကိုကျွန်တော်တို့ဝယ်သုံးရမှာဖြစ်တဲ့အတွက်ကိုဒါမပြောပြတော့ပါဘူးဒုတိယဆင့်က dialogue ကိုကျွန်တော်တို့ထည့်ပါမယ်ဒါဆိုရင်ဒီ dialogue ကိုနှိပ်လိုက်ပါမယ်dialogue ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘသူကစကားပြောမှလဲဘသူကနားထောင်မှလဲဆိုတာလေးကိုမေးချင်တာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဘသူကစကားပြောမလဲဆိုတာကိုကျွန်တော်တို့အရင်ဆုံးဒီမှာရွေးလိုက်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် who is this speak ဆိုတာလေးကိုကျွန်တော်ထောက်လိုက်ပါမယ်ထောက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဘသူကအရင်ဆုံးစကားပြောမှလဲဆိုတာကိုဒီမှာမေးတာဖြစ်ပါတယ်ပေါ့နော်ဒီမှာဘသူက speaker လဲဆိုတာကိုမေးတာဖြစ်ပါတယ်ဒီမှာဘသူကနားထောင်နေလဲဆိုတာကိုမေးတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကိုအစဉ်ပြေတဲ့ဟာလေးကိုရွေးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာပထမဦးဆုံးဟာလေးယောက်ျားလေးကိုအိမ်ဆုံးကျွန်တော်စကားပြောခိုင်းလိုက်ပါမယ်ဒုတိယနားထောင်တဲ့ဟာလေးကိုကျွန်တော်တို့မင်းကလေးကိုရွေးထားလိုက်ပါမယ်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်ချက်ချစ်ခတ်နဲ့ထွက်လိုက်ပါသူ့ရဲ့အောက်မှာ record your voice ဆိုတာရှိတယ်ပေါ့နော်ဒီ record your voice ကိုနှိပ်လိုက်ပါမယ်ဒါလေးကိုအရင်ဆုံးနှိပ်ပေါ့နော်နှိပ်ပြီးတော့ပါဇက်ကနဲ့ကျွန်တော်တို့ပြောချင်တဲ့ဟာလေးကိုပြောပြီးတော့ recording လုပ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာချက်ချစ်ခတ်နဲ့ထွက်လိုက်ပါမယ်မကူနာကျွန်တော်တို့ဒီမှာ speaker ဆိုတာလေးပြီးသွားပြီပေါ့နော်ဒီမှာ test ဆိုတာရှိတယ်ပေါ့နော်ဒီပေါ်မှာကျွန်တော်တို့စာတွေလည်းရေးလို့ရမှာဖြစ်ပါတယ်ဒါကူနာအတိုင်းပဲကျွန်တော်ဒီမှာ recording လုပ်လို့ရမယ်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်နောက်ထပ် plus ကိုထပ်နှိပ်ပါမယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ action ကကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်ဒါ pro တို့ premier တို့ဝယ်သုံးတဲ့လူပဲအဆင်ပြေတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါပြီးရင်သူ့ဘေးမှာကျွန်တော်ဒီမှာ sound ဆိုတာရှိတယ်ပေါ့နော်ဒီ sound ကိုတစ်ချက်နှိပ်လိုက်ပါမယ်နောက်ခံသချင်းတွေကိုဒီမှာထည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်သူ့ရဲ့ application ထဲမှာလည်းတချို့ဟာတွေလည်းဒီမှာပါနေတာဖြစ်ပါတယ်ပေါ့နော်ဒီမှာနားထောင်ကြည့်ပါအဒုံးကိုနှိပ်လိုက်ပါမယ်ဒီမှာနောက်ထပ် plus sign ကိုထပ်သွားပြီးနှိပ်ပါမယ်အောက်ခံသချင်းတွေလည်းဒီမှာထည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာ sound effect တွေလည်းဒီမှာထည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် 3D animation video ကိုဘယ်လိုလုပ်ရလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြခဲ့တာဖြစ်ပါတယ်ဟိုက download icon နှိပ်ပြီးတော့ဒီဗီဒီယိုကို down လိုက်ပါမယ်ပေါ့နော်ဒီနေရာမှာ creator တွေလည်းအများများစွာရှိပါတယ်ပေါ့နော်ဒီ creator တွေကိုကြိုက်အဆင်မပြေဘူးပေါ့နော်တခုခုမကြိုက်ဘူးဆိုရင်ဒီနေရာမှာလည်းဒီ creator တွေကိုပြင်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဘယ်လိုပြန်မလဲဆိုတာကိုကျွန်တော်အခုပြပြပေးပါမယ်ဒီအပေါ်ဆုံးမှာကျွန်တော်တို့ဒီမှာ creative actor ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်ဒီလိုမျိုးနှိပ်လိုက်ပါမယ်ကျွန်တော်တို့ကဒီမှာ main လေးလားယောက်ျားလေးလားဆိုတာကိုဒီမှာရွေးပြရမှာဖြစ်ပါတယ်ပေါ့နော်ခေါင်းကိုတစ်ချက်ဒီမှာပြောင်းပါမယ်ပေါ့နော်ဒီဟာလေးကိုတစ်ချက်ဒီလိုမျိုးနှိပ်လိုက်ပါမယ်ဆိုတာလေးကိုဒီမှာကျွန်တော်တို့ရွေးပြရမှာဖြစ်ပါတယ်ဘလောက်အသားဖြူနိုင်မလဲဘလောက်အသားမဲမလဲဆိုတာလေးကိုလုပ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာသပင်ကိုနှိပ်လိုက်ပါမယ်ဒီလိုမျိုးဒီသပင်ပုံစံလေးကိုကျွန်တော်တို့ဒီမှာပြောင်းလို့ရမှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒီမှာနှာခေါင်းမွေးတွေလည်းထည့်လို့ရမှာဖြစ်ပါတယ်မျက်လုံးတွေရောဒီမှာပြီးတော့အင်ကြီးဒီမှာအင်ကြီးရဲ့ဘွားမီရဲ့ဒီမှာဖက်နက်တွေရောဒီမှာကျွန်တော်တို့မျက်မှန်တွေပေါ့နော်အဲ့လိုမျိုးတွေလည်းအကုန်ထည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်